ကျွန်တော်တို့ဖွဲ့ရကျွန်တော်ကဘာမှနည်းနည်းလေမော်လမြိုင်မှာမော်လမြိုင်ကိုပြန်သွားပါနော်ကျွန်တော်တို့တက်တာရန်ကုန်မှာပြန်စုံမယ်ကိုတို့ကကြတော့ကိုတို့နဲ့ကကြတော့ဒီနေ့ရက်မလောက်လို့တော့ကားနဲ့တင်ပါတော့နော်ကျွန်တော်တို့ကကြတော့တရက်ပို့သေးတော့ရထားနဲ့ပြန်ကျွန်တော်တို့ကတော့ဒီနေ့မနက်မော်လမြိုင်လမ်းကျောဘက်ချမ်းမှာရှိတဲ့ထင်ပြရေဝင်မယ်ပြီးရင်မော်လမြိုင်ကိုဆက်သွားတယ်ပြန်ပြီကိုခဏနော်ဖန်ရဲ့ညာသေးတန်းလေးပါခုမနက်ပိုင်းကတော့ညာသေးတန်းလုံးဝတိတ်ဆိတ်ငြိမ်သက်တည်ငြိမ်အေးချမ်းပြီးတော့တရှိနေပါကျွန်တော်နိုင်စင်မခဏသွားမယ်ခုကြာခွေးနဲ့တော့ရတယ်ကျွန်တော်နိုင်စင်တော့ရောက်မျိုးရဲ့နိုင်စင်ပေါ့ဗျာဒီနာကားဂိတ်လည်းဟုတ်တယ်ဗျာဒီမှာကြီးသွားဟိုဟာပြန်မဲ့လူတွေလည်းဒီမှာကားဂိတ်ကြီးဒီမှာကားကြီးလည်းကျက်တာဗျာရွှေထုံမောင်းတဲ့ဟောရှိုးလိုက်အောင်လူနေသားတွေဆိုင်းရောက်ရှယ်ရွေးတယ်ရုပ်ရှင်အောင်လည်းရှိတယ်အိုင်နာမှာရှိရဲ့ရွှေထုံမောင်းဆိုင်ပါပါခဏစားလိုက်ဟိုရွှေထုံမောင်းမှာရှယ်ပဲမကြုံမြန်မာမဟုတ်လေနဲတာမှာဟုတ်ကဲ့နော်မုန်းရမြန်မှာမလုံးမှာအခုကျွန်တော်တို့မနက်စားပြီးတော့ဟိုထုံမောင်လားပါအဲ့ရနေမနက်စားပြီးတော့ကန်တာယာဘက်ကိုလာနေရပါကန်တာယာညာစည်းတဲ့နေရာပေါ့လေကန်တာယာကန်ကြီးပေါ့ဖန်ရဲ့ကန်တာယာကန်ကြီးပေါ့ကျွန်တော်ဟိုးမှာဆွဲခွင်အလဲမှာဟောထီနဲ့ဒီလိုမျိုးနေထားတာတော့နေဗီဒီယိုတွေမှာခဏတွေ့ရတဲ့လိုက်စက်တင်နေထားတော့လို့ပါပဲမိုက်စက်တင်ပြောသလိုပါပဲဘာလဲစောင်းရမ်းနေလာနော်ဘယ်လိုနေရာကြီးကြည့်မိုက်နေတော့မနေ့ကဒီမြင်ခွင့်မဲ့ဒီချိန်မဲ့ဒီလိုပဲဖြတ်တဲ့ချိန်နောက်တစ်ခေါက်ထပ်ဖြတ်ဒီပုံစံပဲအိမ်တွေတော့မတူဘူးပေါ့ဗျာဒီချိန်ထက်ရှင်ထက်တန်းနေမတော့နိုင်တော့ဒီနေ့ညာချိုးမယ်ရှယ်ပြူရှင်းနာမှာလမ်းစုံတွင်ရောဘယ်ချိုးမှာကျွန်တော်ဒီမှာကမော့ကစင်နောင်ခလိုင်းကြောက်ကလက်လမ်းအိုင်လန်းလေးတိုင်းကျွန်တော်တို့နောင်ခလိုင်းကြောက်ကလက်ရွာလန်းတိုင်းလေးသွားမယ်တိုက်မြေပုံကြည့်ဦးနော်ပြီးဆွဲသူဟိပြန်လှည့်လာရွာလမ်းဘက်ကနေပြန်ဟုတ်တယ်အိုင်လန်းပဲဟာနောင်ခလိုင်းအဲ့ကြောက်အဲ့ဟိုမှာမြင်နေရတယ်ကျွန်တော်တို့ကဟိုကြောက်ကလက်ဘက်ချမ်းနေကျွန်တော်ဝင်တာမဟုတ်ပါနော်ဟိုဘက်ရွာလန်းပြောင်းပြန်ဘက်ကနေပြန်ဝင်တာဟော
ဆိုင်ဘုတ်တန်းကျွန်တော်လိုက်သွားလိုက်ထပ်ပြီးတော့နှောင်းခလိုင်းဂူတို့မင်္ဂလာပါသူကတော့နည်းနည်းတော့ရှိသေးပါတယ်နှောင်းခလိုင်းကျွန်တော်ရှိကန်လေးပေါ့ကျွန်တော်ဘယ်ချိုးလိုက်ကားမဝင်ရကျွန်တော်တို့ကစပိန်ဆိုဝင်လိုက်ရေနည်းနည်းတော့ကြည်သေးတယ်ဟုတ်ရေကြည်သေးတယ်ချိုးရင်တော့ချိုးရေကြည်သေးတယ်ချိုးမှာချိုးမှာဘောမောင်းတော့ကြည်ရနောင်ခလိုင်းမှာရေကြည်ရမိုက်ကူးကျင်တော့ကူးရဘောဒီနားတွေက6ပေကျော်6နဲ့6ပေကျော်6ပေလောက်ရှိတယ်မပြည့်ရှိတယ်ကျွန်တော်ကူးရတယ်လက်တာဟိုဘက်ဘေးရနဲ့ဟိုကောင်လေးနဲ့ဒီကောင်လေးဟိုဘက်ချမ်းဆိုအမဲလေးပေါ်မတက်ရက်လို့ရတယ်ကောင်းကြောက်ဆောင်ကဲကျွန်တော်တို့အခုနောင်ခလိုင်းကနေပြန်ထွက်ပြီးကြောက်ကလပ်ပါโอเคကြောက်ကလပ်မှာဘာလို့တစ်ဆယ်ရေတော့မချိုးတော့ပါဗျာရေကမတရားအေးတာလည်းပါတယ်ပြင်စပိန်လည်းနင်းအောင်ပါတကြောင်အဲ့တော့ကိုရရောင်းနေဒီစိန်ပြီးတော့ပဲပါညာရှူရှောင်းလို့ပြီးတော့ပြန်တော့ကျွန်တော်ပြန်ပြီခင်ဗျခြိုက်ခိုင်းနေဗျာလာပြီးတော့နောင်ခလိုင်းမှာကျွန်တော်ရေမချိုးပြဘူးပေါ့နော်ရေမချိုးပဲထွက်လာရောကျွန်တော်ကြောက်ကလပ်ကိုတော့မှာရေဆိုမောင်ဆိုလို့ကျွန်တော်ရေမချိုးတော့ဗျာအမေကမိုးဝဲကြွားလာမှတ်ပြီလားကြောက်ကလပ်သွားမယ်ပြီးရင်ကျွန်တော်တို့အိမ်ပြန်မယ်မော်လမြိုင်သွားမယ်10နဲ့15လောက်ဆိုရင်ဒီလမ်းကြီးကဒီအပင်ကြီးတွေနဲ့အုပ်ဆိုင်ပြီးတော့ကွတ်နေပါတော့ဘာပင်မျိုးစားလဲတော့မသိဘူးပင်ကြီးမျိုးစားပဲနေပါနော်ဆောင်းမိုက်နော်တကယ်လှတဲ့နေရာလေးဗျာကြောက်ကလပ်ထဲတော့ဝင်လာပြီဗျနောက်ဖွဲ့ဘယ်မှာသွားပြီးတော့စပိန်ရက်လဲတော့မသိဘူးတွင်းထဲတော့ရောက်မယ်လေတော့ရှာကြည့်လိုက်ကြောက်ကလပ်ကမုံမိနေပါပြီနောင်ခလိုင်းမှာနဲ့မိုးရေဆိုမှဆိုလို့ရေဆိုမှဆိုလို့မချိုးဘူးတဲ့ကြောက်ကလပ်ရတော့မုံမိကုန်ပါပြီခင်ဗျာတကယ်တော့ကျွန်တော်တို့ဘယ် point ကိုပဲထောက်ကျွန်တော်တို့လာတဲ့အချိန်ကတကယ်ကိုလူစီရမယ့်အချိန်ညားမယ့်အချိန်ဗျာအဲ့ကျွန်တော်တို့လာလိုက်တဲ့ point တိုင်းအဲ့လိုရှင်းသွားစီရနော်မကိုရီရွာနေမိုးရရွာနေလို့မိုးရွာမရွာရင်အစောကြီးလားဟဲ့ဟောကြီးပဲဒီဟာကြီးကဟပ်ပလုတ်ကြီးဆိုနင်းရဒီမှာလေကောင်ကြီးကဖျားငါးကြီးပေါ့ဗျာဖျားမှရှိလို့လေဟပ်ပြုတ်ကြီးစတစ်ပန်ကောင်းတော့စတစ်နဲ့ရေရဲကောက်ထိုးပြီးကြိုက်ချပဲဒါပေမဲ့ဒီရေကနောက်နော်
Gregor Bishop. Quite neat, long premium sound. On the studio sound. Things are in Ah, Piangari to all you. Tanyadima, 2 hours, Mari, Mahono. Oh, shit! Woo! Mighty. Oh, sound of ya. Swag in a hotel, and don't know swag in the web. Many a hobaga, you need to back. Good, huh? Good time. Chocolate and swag in a 20. I change a puppy. Hey, long. No, chocolate candy. Chocolate candy, you know, can hold. Not last year. All of them meow and Saturday Nama. So when you're a cushy, no? So, Namelin, Mammy, or you know. When then they are out of Mare, so can you go out? Probably you're doing all right, and all of the chance. Going good off the thing. Chocolate, say the one more Leo. Nano, no? To a mule, hold it, good. Lake a relay here. Who born it? You would tell you, my. So she more language of you. Mollemai, Pam, Rebecca, Mollemai, you never change the and go. Already more than that was on. Let you 11, no? Oh, yeah, Naya, really. Hello, 11. And go. More than that. She wore on it. Brow, Lisa Brown. Loudy, she wore on it. Oh, my chance, she tomorrow. Only man and Johnny like me. Oh, hold on, I. Oh, oh, share me, eh? Sada bien toda el lado, así va bien. Mỗi giờ đồng xe theo à? Cái gì ngà? Hả? Thế thôi à? Mà cái đó lại là nó đâu có bây giờ nó là 6 kg rồi rồi. Mà tê ra lúc nào mà không xong nào. Thế thôi rồi. Thế đi là sao? Nó đâu phía đi xa đi rồi đi mà. Cóc này giỏi đấy. Cú nào ốc phía. Ai cho nó đâu tập phun mà phải bài. Mà bé bài này mà xí đấy rồi, mông chín này bọn nó. Ai mà xí vậy? Cú nào ốc phía rồi. Thì láng hoa này bây giờ thế đi rồi nó. 5 kg 6 kg နေရတယ်ဦးနောင်အောက်ဖျားနေထက်ပြောတာတော့ဦးနောင်အောက်ကတစ်တထေးတဲ့မိမ9ယောက်ပိုင်ထားတဲ့ဟောစံနမူနာတွားယူဖို့နဲ့တူတယ်သူဒီကိုမရရအောင်ဝင်လာဒါကျွန်တော်လမ်းမနေဆိုရင်5 ကီလိုပဲထားအောင်နော်ပြန်ထွက်ရင်
သွားပြင်10ကီလိုရှိတယ်10ကီလိုတကောင်ရင်းနှီးပြီးတော့ဟောသွားတာကတော်ရုံတော့မဟုတ်ဒီမှာ9ယောက်မဟုတ်မိမ2ယောက်နဲ့3ယောက်ထပ်မှာတော့လူချင်းလုံးနဲ့ကျွန်တော်မိုးရထဲမှာပဲတနားရီကျော်လောက်ဖြုတ်လိုက်ရမိုးကဆိုတော့ဗီဒီယိုထဲမှာလို့နော်မိုးပေါင်းလေးကြာနေမိုးအပေါက်ကြီးကြီးကြာတော့မတိတ်ရောအဲ့အနေထားတိုင်းပဲကျွန်တော်တနားရီခွန်း45မိနစ်တနားရီ45မိနစ်ဖြုတ်လိုက်ရဆွဲလိုက်ပါအောင်လေကီလိုတော့တော်တော်ဝင်ရတယ်ကော့နောက်ကြီးပါမော်လမြိုင်မြို့နဲ့ဒီမှာပါမွန်မီလီယံနာတထေးကြီးရဲ့တည်ထားတဲ့ဖျားပါရှောင်းလုံးမုံနော်မီလီယံနာတထေးကြီးဒုက္ခဒုက္ခတော့မရှိအောင်ဆောက်ဥပုံစံတွေတော့အများကြီးပဲဒါတော့ရှင်းမှုမပြတ်လားဟုတ်တော့မဟုတ်တော့လို့ထင်တာပြန်လဲမုန်းမှန်ထားရရတယ်ဒါကြရှင်းမှုဥကွန်စေရဒါတော့လုံးဝရှင်းမှုမပြတ်နေပြီအုတ်တောင်မနေနဲ့ဟွာဖြစ်နေဒီလေကားပုံစံကြည့်ရတယ်တိဒါဦးနာအောင်ရဲ့ရုပ်ထုပေါ့နော်အဲ့ခေတ်တော့မီလီယံနာဆိုတာလေရှူရှောင်းတော့မဟုတ်ဦးနာအောင်ကြောင်းသိကျင်တော့ Google မှာရှာကြည့်ဗျာအသေးစိတ်သိရတော့အသေးစိတ်ဖတ်ရတယ်သိရတယ်ဖတ်လို့လည်းကောင်းတယ်ပေါ့နော်ဒါရောက်တော့ရောက်ခဲနေရာလို့ပြောလို့ရတယ်နော်ဒီနေရာရတိမ်တော်ကြီးဒါမှန်စီရွှေချမန္တလေးကဟိုပါတယ်မန္တလေးတောင်ပေါ်ကဖျားမှန်စီရွှေချလို့လို့သူကတိုင်ရမှန်စီရနော်လာဒီမှာဆိုဒီလက်ရည်ဆိုကြည့်ကြည့်လိုက်လက်ရည်ဆိုရင်ဒါအောင်မှန်စီထားတဲ့ဟာကြီးကွာကြတာအောက်မှာစူးနိုင်သတိထားမှာလေမှန်နေညာနေကွာဝါအင်္ဂလိပ်ကွာနှစ်ကျိတ်ရှစ်စုဖျားတစ်စောင်းပါဗျဦးနာအောင်ရဲ့ပချီလက်ရည်ရှိပုံတူပချီဆွဲရလက်ရရှိတမန်တလင်းဆက်နော်ကိုပြောင်းတမန်တလင်းမကြည့်ရရှူရှောင်းတမန်တလင်းမောကိုနော်ပြောင်းလာပြီးတော့ယူဟိုမှာပချီလက်ရပုံတူရှိတယ်အဲ့ဒါနဲ့ဝေးသွားဘယ်မှလာကြည့်ရတယ်ဒုက္ခတော့ကတော့ဘာဆိုလားပေါ့ဗျာရှူရှောင်းတော့မဟုတ်ဒုက္ခတော့မီလီယံနာတထေးဆိုတာအင်္ဂလိပ်ခေတ်မှာမီလီယံနာတထေးဖြစ်တယ်ဆိုဒီတက်ပယ်ဖျားเจ้าလာနေရှေးအောင်လူကံဘောပဲကြည့်တယ်တက်တာရှေးအောင်တက်တာတော့ကြည့်ရောကျွန်တော်တို့ဟိုမင်းတိန်ခါတို့ဘာလို့စကားရမှာမြင်ဘူးရတော့အိမ်မှာဖြစ်ဟာတဲဟုတ်ဒီလိုမျိုးအလူကံထဲအပေါက်ရော
说了，看到晚上山，哪高呢？我清水高，所以呢，清水高。啊，这样的，这江上一样的啊，都在一样。喏，现在喏都在一样，注意。江上一样，多假。啊，好嘛，那个用皮也是。小嘞呀，都见的了，这个闹嘛是的。你睇表咯，但英語嘞呀，ပါရဒီတိုင်နေဆိုတာအင်္ဂလိပ်ဟိုပါနော်နေထားတာလေအင်္ဂလိပ်လက်ရတိုင်နေရှိဒီကကနုတ်တွေကဒါတော့ကျွန်တော်တို့ဗမာတူဗမာနဲ့အင်္ဂလိပ်နဲ့ပေါင်းထားတဲ့လက်ရလို့ပြောရတယ်အုတ်ချောင်းနေအုတ်ချောင်းဒီလေကားကြီးကိုသဘောကျလို့ပါဗျာချပိုင်းကြီးလဲလာကြီးမဟုတ်လုံးကြီးကြာကန်ကြီးဒီကြာကန်ကြီးရှယ်ကြီးမကျွန်တော်လက်ကိုကြည့်လိုက်ကြာကန်ကိုတိုင်းပြရကွက်ကိုကြည့်လိုက်အောင်ကြာဘူးဒီမှာကြာခွက်လေးရှိတယ်ကြာခွက်ရှိတယ်ကိုကြားမှာဟိုဖျားစီစီအဲ့ဒါအညာကျော်မနိုင်တော့ငါးလေးတော့ရှိတော့ကျူးကြအောင်ဟိုကြောင်းကြီးကနေကြည့်မှပို့လာညာအပွင့်လေးတယ်ကျွန်တော်တို့ဦးနာအောက်ဖျားကနေ12နာရီ10မိနစ်လောက်မှကျွန်တော်ပြန်ထွက်ပြီပေါ့ဒီကတော့ကျင်းလေးမော်လမြိုင်ကိုဖြုတ်တော့တယ်ကျင်းလေးဖြုတ်ပြီးမော်လမြိုင်ကြီးရောက်ကျွန်တော်တို့စားသဖြင့်သွားတဲ့လမ်းစားသဖြင့်ရောက်တော့မှရှိမှာအဲ့မှာထမင်းဆိုင်လေးပြီးတော့ထမင်းဝင်စားလိုက်အောင်နေ့လေစားချိန်ရတယ်တနာရီထိုးကန်နေပြီပြောတယ်နော်ဟောညောကုတာဟောအဲ့ကောင်တကောဥဆောင်ပြီးဟောအောင်လားနည်းဟိုကြီးမဲကားလမ်းမှာပေါ့ပြီးတက်ပါဆရာကြီးကျိုးကလာဘောအဲ့ကျူလားမသိဘူးလာမင်းကျိုးကြောင်းတယ်မင်းလာလာဖိုက်ကြီးအဲ့ဒါလောက်လေနန်းစောနဲ့နေကနာကိုရတယ်ငါတို့လောက်နေယူနန်းလောက်နန်းမှာငါတို့နဲ့ဆိုတာကျွန်တော်တို့စားသဖြင့်လမ်းခွဲရောက်နေပြီမော်လမြိုင်15မှာအိမ်တု15မှာဘယ်ဘက်ချမ်းကအိမ်တုညဘက်ချမ်းမော်လမြိုင်ပေါ့ခွေးပေါ့လေဂျိုင်းတရားကိုဖြတ်နေရပါတော့ဒါတရားဟောင်းဟိုဘက်မှာတော့အသစ်ဆောင်နေတာပြီးရတော့ပြီးတော့မယ်တလာပိုင်းဖွင့်မယ်လို့တော့ပြောတယ်ဒီဂျိုင်းတရားနဲ့နောက်ဖြတ်မဲ့အထရန်တရားအလဲမှာဒီပုံစံလေးရှိတယ်တွေ့ရတယ်ဟုတ်ဘူးရှယ်နော်ရှယ်ကြီးဒါတော့လို့ဆွဲရတယ်ဒီဖုန်းလာတယ်နေလိုက်ပါဦးမလဲတို့
ကျွန်တော်တို့ဂျိုင်းတရားကိုဆိုအောင်မြင်စွာဖြတ်ပြီးသွားပြီပေါ့ဗျာဘေးပင်ညာတော့မှမကြည့်ရဘူးအောက်ကပြင်များကိုပဲတေချာကြည့်ပြီးတော့နင်းနေရတယ်အဲ့ဒါကြံပါလေထပ်ဖြတ်လိုက်ပါဦးမယ်ခိုးရှိမှမြင်ရတဲ့တောင်ကြီးကတော့ခရုံကူပါဘာညာတော့ကျွန်တော်သိရောဘာညာခရုံကူလို့ခေါ်ပါတယ်ကျွန်တော်ဆွဲလိုက်ပါဦးWelcome to Molenai ရှုပ်ပေါက်လိုက်အောင်အောင်မာရီရဲ့ဖိတယ်အဲ့လိုနေရအဲ့လိုလေကျမ်းတော့အားကြောမယ်အားတော့ကျွန်တော်တို့မော်လမြိုင်ဘက်ကိုရောက်တော့မယ်နောက်ဆုံးတရားလေးပေါ့အထက်ရန်တရားလေးပေါ့ဒါအဟောင်းပေါ့ဒီဘက်ကတော့အစ်စ်လမ်းနေထားတော့ပူကျဲရအောင်၄ပြားရအောင်၅ပြားကွာဘောလည်းစင်ပြေတော့ဂျိုင်းတရားတော့3ပြားပဲရှိတယ်ဟော၅ပြားရှိပြတော့နည်းနည်းတူတယ်ဗျာတရားတူတယ်အဲဆိုပြီးတော့ဖြုတ်နေတာကဲလေကျွန်တော်တို့မော်လမြိုင်ဝိုင်းတော့ရောက်လာတယ်ဟင်းသာဝိုင်းရောက်လာပြီပေါ့ဟိုဘက်ချမ်းကြိုင်မြောဟိုဘက်ချမ်းလေစိတ်ဒါမျိုးတွင်ကျွန်တော်တို့နောက်ဘက်ကခက်အံ့ကျွန်တော်မျိုးတွင်ဘက်ကိုတော့ကျွန်တော်တို့မော်လမြိုင်မျိုးတွင်လမ်းပို့ရေးတာဟိုကထာဘူတာနဲ့ညီးတဲ့တဲဘုကံမှတဲအောင်မလို့ပဲဒီကနေမှလာကျွန်တော်ကထာဘူတာဘက်ကိုရောက်တယ်ဗောနော်ဒီလမ်းပြီးတော့အပေါ်လမ်းကတော့ကျွန်တော်ကိုကိုလိုရတာဒီလမ်းတိုင်းဆိုတော့မျိုးတွင်းနဲ့ရောက်အောင်တော့ဝေးပြေးဘက်ကိုတောင်းပါလေအဲ့တော့ကျွန်တော်ဟိုးရှိမှာကျွန်တော်ပြန်ကြွေးမှာဟောလာမြိုင်နော်တော့နောက်ထပ်ရှုပ်ချက်ခတ်ရုပ်ပြက်တော့ပြန်စင်းကဲဒါတော့ဘူတာသွားတဲ့လမ်းပါခင်ဗျာဘယ်ရက်ကွက်ဘယ်မျိုးနယ်ကျွန်တော်မသိရောမသိဘူးဗျာကဲပါကျွန်တော်ဆွဲလိုက်ပါအောင်မယ်မျိုးရှောင်းလမ်းနဲ့โอเคဒါမျိုးရှောင်းလမ်းပါအပေါ်မှာမြင်နေရတာတော့မော်လမြိုင်မျိုးရဲ့တောင်ပေါ်ဘုရားဦးစီးနာဘုရားဖြစ်ပါတယ်ဒီလိုချိန်အောင်ဝင်ပါဦးစီးနာဘုရားကကျွန်တော်သွားမယ်မော်လမြိုင်ရောက်ပြီဆိုတော့သွားမယ်နေရာပါတယ်ခရင်းနဲ့တက်မလားကိုယ်ဝင်ငါတက်မလားမသိကြသေးဘူးပေါ့နော်လဲကြော်နေရတာတို့ကရာရီတော့လဲကြော်နေရတာမှာပြတ်နေတာကဲကျွန်တော်တို့ဦးစီးနာဘုရားတော့ကျွန်တော်တို့ကဟိုတယ်ကနေဆိုတော်တော့လာရတယ်ဒါပေမဲ့ကျွန်တော်တို့က3မိနစ်4မိနစ်တင်ရောက်အောင်လာရဟိုက်ချက်နဲ့စနော်ရှင်ဦးစီးနာကျွန်တော်ပြင်တောင်ပေါ်ကနေပြီးတော့ကျွန်တော်လှမ်းပြီးတော့ရှုခင်းတွေလှမ်းပြဒီဘက်ချမ်းမှာတန်လမြစ်ဘက်ချမ်းဒီဘက်ချမ်းကျတော့မျိုးလှပါမော်လမြိုင်မျိုးလှပါဟုတ်လားကျွန်တော်တန်လမြစ်ဘက်ချမ်းကိုရင်သွားမယ်ဗျာအဲ့ဘက်ချမ်းလေးတန်လင်ချောင်းချဒုနှစ်ယောက်ကြားဖြစ်တော့တိုင်းအောင်ငါပတ်လိုက်မယ်ခဏအေးမင်းပြောကားလို့ပြော
တန်လည်းမြင့်ကျွန်တော်ပုံမှန်ဆိုရင်ဒီမှာဟိုလောက်9နိုင်လောက်ကျွန်တော်ကလာကျင်တာဗျာဒါပဲ9ပြူနေဆိုဟိုဟာဖြစ်အမှန်ဆိုအမှန်ဆို9နိုင်လောက်ဆိုသူနေဝင်ပြီမြင့်နဲ့နေဝင်တာနဲ့တော့လှကြည့်ရတက်လိုက်တော့အပေါင်းနဲ့ပေါ့အပေါင်းတွေ ကောနော်တန်လည်းမြင့်ပြီကိုကောက်ဟိုဘချမ်းကဘလူးကျွန်းမှာချမ်းဒီကဖရာရဲ့မျက်နှာတော်ကြည်တောက်လူကျွန်းတရာအဲ့ဘက်ချမ်းမှာရှိတယ်ကွာလူကျွန်းတရာဟော9နာရီလောက်ဆိုရင်အဲ့မှာနေဝင်မှာဒါပေမဲ့ငါတို့ကနားနေရအနားလောင်อ่ะကျွန်တော်တန်လင်းမြစ်ဘက်ချမ်းပြီးတော့ဟိုဘက်မြို့ဘက်ချမ်းကိုကြည့်ဟိုဘက်ချမ်းကကမ်းနားလမ်းဘက်ချမ်းပေါ့နော်ညောင်းတော့မယ်ပါဒီဘက်ချမ်းဆိုလို့ရှိရင်ဟိုတောင်ဝိုင်းဟောမြင်ရတောင်ဝိုင်း ဟုတ်မှာမလားအဲ့ဟိုးမှမြင်အဲ့ထိုင်တော်မူပါလေမြတ်စွာဘုရားမို့ယဟန္တာပေါ်အမှထိုင်တော်မြင်ကြီးပဲရှိကားတွေအများကြီးသွားနေလိုက်ရှာခင်ဗျာသွားဟာမှန်လေများအောင်းပါလေဦးဇင်းနာဘုရားရဲ့ဒါကားပတ်ကင်ဝင်ပေါ့တက်လန်းဝင်ပေါ့တက်လန်းဝင်ပေါ့တက်တဲ့မှာတွေ့ရတဲ့ဘုရားလေးကျော်ဘုရားမရှိဘူးရှိခိုးလိုက်အောင်တပ်ပဲနော်ဒီလင်းအောင်နေအောင်ဘုရားရှိခိုးလိုက်ပါအောင်ခင်ဗျာဥတော်အတက်စိမ့်ကြီးကြည့်လို့ကျွေနေတော့ကိုယ့်အောင်စောက်ချက်လည်းမရှိပါဘူးကွာဗီဒီယိုတင်မှပြန်ပြီးခံစားပါဗျာအလီကွာပြင်ရတာကွာအဲ့ဒါကရောင်းရောင်းရဟုတ်တယ်ဟုတ်တယ်တော့လေအလောကဒုလာတော့မယ်လာဒါပေမဲ့တိမ်ဖုံးအောက်တိမ်ဖုံးဘာကိစ္စငိုင်းတော့လဲဘာကိစ္စငိုင်းတော့ဒါတော့ကျွန်တော်တို့ပေါ်လမြိုင်ကန်းနာညာသေးလို့ခေါ်ပါတယ်ခင်ဗျာဒါကန်းနာရဲ့ဒီချင်းနိုင်တဲ့ကျမ်းပါညာသေးတော့လို့ရှုပ်ရှက်ခုတ်ခတ်သိကြတော့ဒီမှာဟာလာရန်ကုန်တိန်နေတဲ့ဟုတ်လို့ဒီနေ့ကမွန်းလုံးပါလားဝင်းလေတိုင်းရဒီပါဝင်းဒီမှာကသောက်ကြုံမညာစက်တာဦးဆိုတာစက်တာစက်တာဒါတော့ main စက်ချစ်သမီးဟောဗျာဟောပေါ့ကျေရွှေရှိသွားကျေရှိသွားဒီတော့ကန်းနာတော်တော်များများသုံးလိုက်တာဘုံမကျတတ်မှလိုက်ဟုတ်ကတရားတစ်ခုတော့ကောင်းတယ်ညာကြတော့စတိုင်းစတိုင်းချင်းထဲလိုက်လို့ကျောင်းတော်ပြိတော့ဒီမှာအပင်တောင်မရှိတော့ဒီဘက်ကကပ်ပါတယ်ကွာဟဲ့လူကြီးရှိတယ်မှာရန်ပြီးစီးမျိုးဒီတော့ဘောလနဲ့ဆိုင်တာဟုတ်ပါဘူးဒီကောင်းဆိုင်အဲ့ဒီ result လုပ်ကြတယ်ပြီးပြန်လာခဲ့မယ်နော်အေးခလေးမင်းတော့မှာခဲ့လိုက်လေဟောဘယ်ဝမင်းဝိုင်းလောက်ထားသေးတာဝိုင်းလောက်ထားသေးတာဟမ်မဝင်သေးဘူးလေကျွန်တော်ဟိုဆိုင်မှာဘာညာရှူရှောင်းစားအောင်အထဲထဲမှာပဲထည့်လိုက်ရတယ်အေးထဲမှာပဲထိုင်လိုက်ပြီပြန်လာကြတော့ခလေးအိတ်ချင်ရသတိတ်လိုက်အိတ်ပေါ်မှာလာကြတယ်ညလေးရတယ်ဒီနေ့မှပြီးဆုံးသွားပြီပေါ့နောက်နေ့မနေ့ဖက်ညရင်ကျွန်တော်မနေ့စောစော6နာရီခွဲနောက်ဆုံးထားပြီးတော့ကျွန်တော်တို့ဘူတာမှာကျွန်တော်တို့စပိန်တော့အပ်မှာပေါ့
မနေ့7 နာရီကြာမှရထားထွက်မှာပေါ့နော်7 နာရီနဲ့7 နာရီခွဲလောက်မှာရထားထွက်မှာပေါ့ရန်ကုန်တော့ကျွန်တော်တို့ဘယ်လောက်ရောက်လဲဆိုတော့4 နာရီလောက်မှ4 နာရီ4 နာရီ 45ဟုတ်တယ်4 နာရီ 45လောက်ကျွန်တော်ရောက်မှာအားလုံးပဲ good night ပါလို့ကျွန်တော်တို့မော်လမြိုင်ညလေးကျွန်တော်နောက်နေ့မနက်မှာပြန်တွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်